ဒီဘက်လည်းလဲကြပါဦးအမကျွန်တော်တို့တရင်ကြမှာပေါ့နော်ဟိုဟာဒီဟာတောက်နေလို့မထင်ပါနဲ့ကျွန်တော်ကဟိုပေါ့အချွေတောက်ကြတာပါကျွန်တော်တို့ကမကောင်းတာတွေလည်းမလုပ်ပါဘူးဝါလာကင်းလို့တရင်ကြမှာပေါ့နော်အဲ့တော့ကိုအိနာကိုတူတွေဒူမတွေအတော်တွေကိုစပိုင်းဒီတွေရောမုံတွေရောကြက်ဥတွေရောမုတ်ဘိုးတွေရောပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့အကုန်ပေးနေခြင်းဖြစ်ပါတယ်ကလေးတွေအဓိကတော့ဟိုအားလုံးစိတ်ချမ်းသာကိုဝယ်လို့တာပေါ့ဒါနဲ့လေကျွန်တော်မျိုးသက်တဲ့တဂီတာဖွဲ့ကိုလည်းအားပေးကြပါဦးလို့ပြောကြပါရစေအမနိုင်စိမအမတကယ်ပြောစရာရှင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်ကစိတ်ချမ်းသာပဲသူများလို့သိမလားဟိုအရက်တောက်တဲ့ဘီယာတောက်တဲ့ထင်မှာဆိုလို့ကျွန်တော်အရက်တောက်တာဘီယာတောက်တာမှာဝါလာကင်းတဲ့တရင်ညွန့်မှာကျွန်တော်တို့ကလေးတွေကိုချွေးရဲစပိုင်စီရဲကျဲဥပြုတ်တွေရဲမုံတွေရဲပေါ့နော်ကျွန်တော်နောက်ဖေးကကျွန်တော်နုပညာနဲ့ရတဲ့ညာကျေးလေးနဲ့ပေါ့နော်ပရိသတ်တွေရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့တိုက်ဆောင်နေရပေါ့အဲ့တော့လည်းအားလုံးကျေးဇူးတင်ပါတယ်